အခုလိုမျိုး mobile legend ရဲ့တကြံ event နေပြီးတော့လူတိုင်းပတ်စံရမှာလို့ထင်ပါတယ်ဗျ။ Okay အဲ့ဒီရလာတဲ့ပတ်စံလေးကိုဘယ်လိုမျိုး diamond ဝယ်ရမလဲဘယ်လိုထုတ်ရမလဲဆိုတော့ဒီဗီဒီယိုမှာပျော့ပျော့သွားပြီးမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ကတော့ဇော်ကြီး game ရပါ။ဒီနေ့မှာတော့ကျွန်တော်တို့ဒီ mobile legend တကြံ event နေပြီးတော့ဗောနော်လူတိုင်းနီးပါးပေါ့နော်ငွေသား4600အနည်းဆုံးရလိမ့်မယ်ဗျ။အစင်ကောင်းတဲ့လူတွေကတော့ကျွန်တော်လိုမျိုးတောင်းကနန်းနေတိန်ကနန်းနေဒိုင်းမွန်းနေရောရတယ်ပေါ့နော်။ Okay အဲ့ဒီ4600တောင်းမှာကျွန်တော်တို့ဘယ်လိုထုတ်အောင်မလဲဆိုတော့ဒီဗီဒီယိုမှာတစ်ခါတည်းရှင်းပြသွားပေးမယ်ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်ပေါ့နော်လူတိုင်း4600အနည်းဆုံးရလိမ့်မယ်ဗျဘာလို့လဲဆို तू ကတငယ်ချင်းတွေဘာတွေကို invite လုပ်เสียမလို့ပဲနဲ့ဒီတိုင်းပေါ့နော်တရက်ကို game နှစ်ပွဲပဲဆော့ရုံနဲ့ကျွန်တော်တို့တွေကပတ်စံ4600တိတိကိုအလကားရရှိမှာဖြစ်တယ်ဗျ။ Okay တငယ်ချင်းတွေ invite လုပ်တဲ့လူတွေကြတော့အဆင့်နေပိုးကောင်းပြီးတော့ပတ်စံတွေကအများကြီးရမယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်တငယ်ချင်း3ယောက်ကိုပဲ invite လုပ်လိုက်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ပတ်စံအနေနဲ့18000တိတိရရှိတယ်ဗျ။ Okay အဲ့ဒီရလာတဲ့ပတ်စံတွေကိုထုတ်ဖို့ဆိုရင်ကျွန်တော်တို့တွေအရင်ဆုံး Play Store ကိုသွားလိုက်မယ် Play Store ကိုသွားပြီးတော့ A+ Wallet ဆိုတဲ့ application လေးတစ်ခုကို download လိုက်ပါဗျအကောင့်လေးကို download မယ် download ပြီးလို့ရှိရင်အဲ့ဒီ software တွေကိုကျွန်တော်တို့တွေတစ်ချက်ဝင်ပေးလိုက်မယ်ဗျapplication နဲ့ရောက်ပြီဆိုရင်ဒီမှာမင်္ဂလာပါဘာညာ A+ ဆိုပြရတယ်ပေါ့နော် Okay ဒါကျွန်တော်တို့မှာ A+ အကောင့်ရှိပြီးသားဆိုလို့ရှိရင် login ဝင်လိုက်မယ် A+ အကောင့်မရှိသေးဘူးဆိုရင်အကောင့်တွေဖွင့်မှာဗျ Okay ဘယ်လိုဖွင့်ရမလဲဆိုတစ်ချက်ပြပေးမယ်ဒီအောင်နားလေးရပေါ့နော်ကျွန်တော် register for a new account ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်မယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်အကောင့်တွေဖွင့်မှာပေါ့နော် Okay နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ဖုန်းနံပါတ်ထည့်ရမယ့်နေရာရောက်လာပြီဒီနေရာမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်396ဘာပေါ့နော်အဲ့လိုမျိုးလေးရိုက်ထည့်လိုက်မယ်ဗျရိုက်ထည့်ပြီးဒီ register ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်တို့စင်းကတ်ထဲကိုကုတ်လေးတစ်ခုချပေးလိုက်မယ်ဗျ။ Okay message တွေကြာလာတဲ့ကုန်းနံပါတ်ကဏ္ဍ6လုံးပေါ့နော် A+ ဆိုပြီးတော့ကျွန်တော်ကြာလာလိမ့်မယ်ဗျ။အဲ့ကဏ္ဍ6လုံးလေးကိုကျွန်တော်တို့ဒီနေရာမှာရိုက်ထည့်လိုက်မယ်။ရိုက်ထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကုတ်ထည့်ရလဲအောင်မင်းဝိုင်းဆိုတော့နောက်တစ်စင်းကိုထည့်ပြီးတော့ရောက်သွားပြီပဲဖြစ်ပါတယ်။ Okay ဒီနေရာမှာကျွန်တော်တို့တွေပေါ့နော်မှတ်ပုံတင်နေပါရင်လည်းကျွန်တော်တို့ verification လုပ်ပေးရမယ်ဗျ။ပြောမယ်ဆိုလို့ရှိရင် way account လို့ပါလို့ဖွင့်တတ်တဲ့လူတွေဆိုလို့ရှိရင်ဒါတွေကတော့ easy ပဲပေါ့နော်အတားလေးကောက်ဖွင့်ရလို့ရတယ်တကယ်လို့ပေါ့နော်ညိုကီတို့မှာမှတ်ပုံတင်ပါညာမရှိဘူးပေါ့နော် NRC မရှိတဲ့အတွက်ကြောင့်မို့ကို့အဖေအမေရဲ့မှတ်ပုံတင်ဖြစ်ပေါ့နော်တစ်ခုပဲပြောဗျာ Okay တစ်ခုရှိရင်ရတယ်ဦးလေးမှတ်ပုံတင်လားအကိုမှတ်ပုံတင်လားမှတ်ပုံတင်တစ်ခုနဲ့ပေါ့နော်ကျွန်တော်ဖွင့်လို့ရတယ်ဗျ Okay ဖွင့်မှဆိုအရင်တော့ကျွန်တော်ဒီအောက်က stat ဆိုတဲ့ခလုတ်လေးကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်နော် Okay stat လေးနှိပ်လိုက်ပြီဆိုရင်ဒါမျိုးပေါ့နော်ကျွန်တော် new NRC ဆိုပြီးပေါ်လာမယ်Okay အဲ့ new NRC ဆိုတဲ့ခလုတ်လေးကိုနှိပ်မယ်ဆိုရင်ဒီမှာ ONRC ဆိုတာရှိရပါတော့ ONRC ဆိုတာ brother တို့ရှေ့ခေတ်တို့ကမှတ်ပုံတင်နေပြောတာဗျရှေ့ခေတ်တော့မှတ်ပုံတင်အထူကြီးတွေဗျအကြီးတွေအဲ့ဒါတွေနဲ့ကျွန်တော်တို့တွေတင်မလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဆိုင်ကယ် license တွေပါညာရင်းနဲ့လည်းတင်လို့ရတယ်ဗောနော်ကျွန်တော်ကအလွယ်ဆုံးဖြစ်တဲ့ဒီ new NRC ဗောနော်မှတ်ပုံတင်နဲ့တင်တာလေးလောက်ပြပေးမယ်ဗျဒါဆိုရင်အဲ့ new NRC ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးလို့ရင်ဒီအောက်က next ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်မယ်ဗျ Okay ဒီနေရာမှာဆိုကျွန်တော်တို့ဒီမှာမှတ်ပုံတင်ရဲ့ရှေ့မျက်နှာပြင်အချမ်းနဲ့ဗောနော်နောက်အချမ်းနဲ့ကိုထည့်ရမယ် Okay ကျွန်တော်တို့မှတ်ပုံတင်နေပါညာထည့်ရတော့မှာဆိုတော့အားလုံးကမေးကြလိမ့်မယ်ပေါ့နော်ဒါကလုံကြုံရဲ့လားစိတ်ချရဲ့လား Okay ဒီကောင်မှာတုံးထားတဲ့ MMQR ကုတ်ကရှိရပါတော့ကျွန်တော်ဒီ MMQR ဆိုတာရှိတယ်ဗျ Okay အဲ့ဒါကုမ္ပဏီတစ်ခုပေါ့နော်ဒီ MMQR လေးကကျွန်တော်တို့ web page တို့ KBZ page တို့နဲ့လည်း collaboration လုပ်ထားတယ်ပေါ့နော်ဒါတာတို့ web page တို့ KBZ page တို့ထဲမှာကျွန်တော် second ဖက်မှာဆိုရင်ဒီ MMQR ဆိုတာပေါ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီကောင်လေးကကျွန်တော်လည်းလိုက်ပြီးတော့ရှားကြည့်ရတော့ safe ဖြစ်တယ်ပေါ့နော်လုံခြုံတယ်ဗျပြောမှဆိုရင်ဒီကောင်ကလည်း web page တို့ KB တို့လိုပဲပေါ့နော်ဒီလိုမျိုး payment တစ်ခုပဲဖြစ်တယ်ဗျ payment software လေးတစ်ခုပဲပေါ့နော် Okay ဒါကတော့ကျွန်တော်သိရတော့လုံခြုံတယ်ဆိုပြီးကျွန်တော်နည်းနည်းရှင်းပြထားတာပေါ့နော် Okay ကျွန်တော်မသိရတာကြီးလည်းအများကြီးကြံနေရပေါ့ဗျာ Okay ဒါဆိုကျွန်တော်တို့ဒီဗီဒီယိုလေးကိုထပ်ဆက်မယ်ဗျာ Okay ခုနကဒီနေရာရောက်လာပြီဆိုလို့ရင်ကျွန်တော်တို့ trade photo ဆိုတာအခုချက်ချင်းအဲ့မှတ်ပုံတင်ရှင်းမျက်နှာပြင်အပုံရိုက်မလားဒါမှမဟုတ်ကိုကရိုက်ပြီးသားအပုံရှိရတယ်ဒီ upload image ဆိုတာလေးနှိပ်ပြီးကိုရိုက်ပြီးသားမှတ်ပုံတင်လေးကိုလိုက်ထည့်ပေးလိုက်မယ်ဆိုရင်အဆင်ပြေတယ်ဗျမှတ်ပုံတင်ရှင်းနောက်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်အောက်က submit ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ဆင့်ရောက်သွားပြီဗျာ Okay နောက်တစ်ဆင့်မှာဆိုဒါမျိုးပေါ့နော်ကျွန်တော်တို့နာမည်အပြည့်စုံဘာညာဒီမှာရေးရလိမ့်မယ်ဗျ Okay ကျွန်တော်ကတော့အကောင့်နှစ်ကောက်ဖောက်တော့နှစ်ကောက်လုံးရေးစရာမလိုဘူးပေါ့နော်မှတ်ပုံတင်လေးတွေကကြီးရှင်းနေလို့မို့ပေါ့နော်အော်တိုအလိုလျောက်စနစ်နဲ့ဖြည့်ပြီးသားဖြစ်နေရဗျဒါပေမဲ့ဒါကျွန်တော် brother တို့ပေါ့နော်တေချာလေးနားလည်အောင်ဆိုကျွန်တော်အကုန်လုံးဖြတ်လိုက်တယ်ဗျဖြတ်ပြီးဒါကျွန်တော်စလုံးနဲ့ပြန်ရေးထားတာပေါ့နော်ဒါမျိုးကိုကဘယ်မြို့မှာနေတယ်ဘယ်တိုင်းမှာနေတယ်အဲ့လိုမျိုးလေးကျွန်တော်လိုက်ပြီးကိုမှတ်ပုံတင်နဲ့အချက်လိုက်တိုင်းလိုက်ပြီးထည့်ပေးလိုက်ရင်ရတယ်ဗျပြီးရင်ကျွန်တော်ဒီအောက်ကအမှန်ကြီးလေးပေါ့နော်အမှန်ကြီးလေးပေးပြီးလို့ရှင်အောက်က continue ဆိုတာလေးနှိပ်လိုက်မယ်ဆိုလို့ရှင်ရပြီဗျဒါဆိုလို့ရှိရင်မျက်နှာစကန်ဖက်ရမှာပေါ့နော်အောင်ဆုံးက let's go ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေမျက်နှာစကန်ဖက်လို့ရပြီဗျာ Okay မျက်နှာစကန်ဖက်တဲ့နေရာမှာကိုအဖေမှတ်ပုံတင်တဲ့ဒီထဲမှာထည့်ထားရဆိုရင်ကိုအဖေမျက်နှာလေးကိုခဏလောက်ပေါ့နော်ကင်မရာလေးလှည့်ပြီးတော့လှုပ်လိုက်ဗျာ10စက္ကန့်15စက္ကန့်ပဲကြာတယ်ပေါ့နော်ဘာလို့လဲဆို तू ကမြားလေးထိုးပြမယ်ပေါ့နော်မြားလေးကညာဘက်ပြရင်ခေါင်းလေးကိုညာဘက်ဆောင်းလိုက်
ညာလေးကဘယ်ဘက်ပြရင်ပေါ့နော်ကျွန်တော်ခေါင်းလေးဘယ်ဘက်ဆောင်လဲဒါပဲဘလို့အဲ့ဒါလေးပဲလုတ်ပေးလိုက်အောင်လေကျွန်တော်တို့တွေဒါအောင်သွားပြီပေါ့နော်โอเคအဲ့လိုအောင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ weight တို့ KB တို့ဖောက်တာအစားပေါ့နော်ကျွန်တော် level 2 point မှာကျွန်တော်တို့တွေကပတ်စံလွှဲလို့ရထုတ်လို့ရတယ်ပေါ့နော်โอเคအဲ့လို level 2 point ကိုကျွန်တော် weight တို့ KB တို့ကကျွန်တော်တို့တွေရက်နဲ့ချီးကြရပေါ့နော်3ရက်4ရက်အဲ့လောက်ထိကိုကြာတယ်ဒီကပဲမဲ့ဒီကောင်ကကျွန်တော်ဖွင့်တာ10မိနစ်တောင်မပြည့်သေးဘဲနဲ့ KYC အောင်သွားတယ်ပေါ့နော်โอเค KYC ဆိုတာဘာလဲဆိုရင် know you are customer ပေါ့နော်ကျွန်တော်တို့ရဲ့အချက်လက်တွေကိုသူတို့ကသိပါတယ်ပေါ့အဲ့လိုမျိုးအောင်သွားပြီဆိုလို့ရှိရင်ပြောမှဆိုလို့ရှိရင်မှတ်ပုံတင်ခြင်းအောင်မြင်တယ်လို့ပြောလို့ရတယ်ပေါ့နော်မြန်မာဘာသာစကားပြောမယ်ဆိုရင်မှတ်ပုံတင်အောင်သွားပြီလို့ပြောလို့ရတယ်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကသုံးလို့ရပြီဗျာသုံးလို့ရပြီဆိုကျွန်တော်တို့ဒီ Mobile Legends နဲ့တကြံ event နဲ့ဝင်လိုက်မယ်ပေါ့နော်โอเคဒီမှာကျွန်တော်က18000တခါရယ်4600တခါရယ်ရထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်စုစုပေါင်းအနေနဲ့2200ကျော်ရလိမ့်မယ်ဗျโอเคအဲ့2200ကျော်ယူဖို့တော့ကျွန်တော်ဒီမှာအချက်လက်ဖြည့်ရန်ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာတင်ဤ A+ wallet account ဆိုတာရှိရပေါ့နော်โอเคတင်ဤ A+ wallet account ဆိုတော့ကျွန်တော်တို့ရဲ့ဒီဖွင့်လိုက်တဲ့ပေါ့နော် account နာမည်ဗျAblet wallet အကောင့်ရဲ့နာမည်ပေါ့နော်ဒါကျွန်တော်ရဲ့နာမည် Ablet wallet အကောင့်မပုံနေနဲ့နာမည်ပြီးလို့ရှိရင် Ablet wallet အကောင့်ဖွင့်ခဲ့တယ်ပေါ့နော်ဖုန်းနံပါတ်ဗျာ Okay အဲ့ဒီဖုန်းနံပါတ်ထဲကိုသူကပတ်စံပို့မှာပေါ့နော်အဲ့ဒီအကောင့်ထဲကိုပတ်စံပို့မှာဖြစ်လို့အဲ့ဒီဖုန်းနံပါတ်ကိုထည့်မယ်ထည့်ပြီးဒီတင်သွင်းပြီဆိုတာလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အောင်သွားပြီပေါ့နော်သူပြောထားတဲ့အတိုင်းဆိုကျွန်တော်တို့ရဲ့အကောင့်ထဲကိုပေါ့နော်3ဘတ်အတွင်းဗျာ21ရက်အတွင်းကျွန်တော်တို့ဒီမှာရရှိထားတဲ့စုတွေကိုပေးမယ်ဆိုပြီးပြောထားတယ်ဗျာပြောချင်တာက21ရက်လောက်ထိကျွန်တော်တို့ကြာနိုင်တယ်ပေါ့နော်ဒီပတ်စံရောက်လာဖို့ Okay အဲ့ဒီရောက်လာတဲ့ပတ်စံတွေကိုကျွန်တော်တို့တွေ KBZ ဘန်ဒီဘာတွေမှာလဲသွားပြီးတော့ထုတ်လို့ရပြီဗျအဲ့ဒီ software ထဲမှာဗျာတော့ရှော့ပြီးတော့မှုေးကြည့်လို့ရတယ်ပေါ့နော် Okay ဒါပေမဲ့အဲ့ဒီပတ်စံထုတ်တာတွေကိုကျွန်တော်ရှင်းမပြတော့ဘူး Okay ဗီဒီယိုလေးရှင်းသွားမှာဆိုကျွန်တော်အဲ့ဒီမှာ diamond ဘယ်လိုဝယ်ရမလဲစိန်ဘယ်လိုဝယ်ရမလဲဆိုတော့တခါလေးရှင်းပြသွားပေးမယ်အဲ့ Ablet wallet account နဲ့စိန်ဝယ်တဲ့ဒီလန်လေးပေါ့နော် application နဲ့ရောက်ပြီးတော့ဒီ top air ဆိုတဲ့နေရာလေးနှိပ်မယ်ဆိုကျွန်တော်တို့ဖုံးပေးပါညာပါဖြည့်လို့ရတယ်ဗျ Okay ကျွန်တော်ပုံမှန် KB weight လို့ပဲပေါ့နော်သူကအသုံးပြုလို့ရတယ်Okay ကျွန်တော်ဘတ်လေးနဲ့တစ်ချက်ထွက်လိုက်မယ်ပေါ့နော်ဖုံးပေဖြည့်ရလဲတီးပြီဆိုတော့ကျွန်တော်ဒီအောက်မှာ VN payment ဆိုတာလေးရှိတယ်ပေါ့နော် Okay အဲ့ဒီ VN payment လေးကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးပဲပေါ့နော်ကျွန်တော်တို့လှုပ်ချင်တာတွေအကုန်လှုပ်လို့ရတယ်ဗျဝေပေးကေပေးလို့ပဲကျွန်တော်တို့ဈေးတွေဝယ်လို့ရမယ်ကျွန်တော်တို့ဒီပေါ့နော် Wi-Fi ဘေးတွေဖြည့်လို့ရမယ်ထားပါအဲ့ဒါတွေနောက်မှာကျွန်တော် Mobile Legends Diamond ဝယ်နေဆိုအောက်ကိုနေကျွန်တော်နည်းနည်းတစ်ချက်ဆွဲလိုက်မယ်ဗျOkay အောက်ကိုလိုက်ပြီဆိုဒီမှာကျွန်တော် gift card ဆိုတာရှိရပါတော့ Okay အဲ့ဒီ gift card ထဲကျွန်တော်ဝင်လိုက်မယ်ဒီ CO ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ် Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် game ပေါင်းများစွာရှိရပါတော့ PUBG တွေ Free Fire တွေမျိုးစုံပါပြီးသားဗျFoodpanda Minecraft ဘာမှပြောစရာမလိုဘူးပေါ့နော်အကုန်ပါပြီးသား Okay ဒီထက်မှာကျွန်တော်တို့ဒီအောက်က Mobile Legends ဘန်ဆိုတာရှိရပါတော့ Okay အဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်ဗျဒီမှာဆိုရင် user ID က game ID ပေါ့နော် zone ID ဆိုတော့ကျွန်တော် server ID ကိုပြောတာ Okay game ID server ID ထည့်မယ်ပြီးရင်ကိုလိုချင်တဲ့ပမာဏပေါ့နော်ကိုဒီ Ablet wallet ထဲမှာရထားတဲ့ပတ်စံအမောင့်အတိုင်းပဲကျွန်တော်တို့တွေကဒီမှာဝယ်လို့ရမှာပဲဖြစ်တယ်ဗျ Okay ကိုကြိုက်တဲ့လောက်အတိုင်းကိုရွေးလိုက်အောက်ဆုံးကပြီးလို့ရှိရင်ဝယ်မြူဆွဲခလုတ်လေးကိုနှိပ်လိုက်ပေါ့နော်ပေးချီမြူဆိုတာလေးနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအကောင့်စဖွင့်ခဲ့တဲ့ password လေးကျွန်တော်ရိုက်ထည့်ပေးရမယ်ဗျဒီမှာကျွန်တော်တခုထည့်ပြော့မသွားတာပေါ့နော်တခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုကျွန်တော်တို့ဒီ face scan လောက်ပြီးလို့ရှိရင်ကျွန်တော် password ၄လုံးရိုက်ထည့်ရတယ်ပေါ့နော်ကိုကြိုက်တဲ့ password ဗျကျွန်တော်တို့တွေငွေလိုရဲငွေထုတ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တွေစိတ်နေပဲဝယ်ပေါ့နော်အဲ့ password ၄လုံးကိုရိုက်ထည့်ထားတဲ့ password ၄လုံးမှာကျွန်တော်ပြန်ပြီးတော့ရိုက်ထည့်ရမှာဖြစ်တယ်ဗျ Okay အဲ့ password ၄လုံးကဒီကျွန်တော်တို့တွေ face မျက်နှာပေါ့နော် second ဖတ်ပြီးလို့ရှိရင်အဲ့ password ၄လုံးရိုက်ထည့်ရမယ်ကိုကြိုက်တဲ့ကဏ္ဍ၄လုံးရိုက်လိုက်ပေါ့နော်အဲ့ဒီကျွန်တော်တို့တွေ password ထည့်တဲ့ဟာလေးကိုကျွန်တော်ဒီထက်မှာထည့်ပြမှာတော့ဘူးပေါ့နော် password ကဏ္ဍ၄လုံးဗျကိုယ့်ရဲ့စိတ်ကြိုက်ကဏ္ဍ၄လုံးလေးကိုပဲကျွန်တော်ရိုက်ထည့်ပေးလိုက်ရင်အဆင်ပြေတယ်ဗျ Okay အဲ့ကဏ္ဍ၄လုံးကကျွန်တော်တို့တွေဘာပဲလုပ်လို့အဲ့ကဏ္ဍ၄လုံးကအသုံးတဲ့မှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် Mobile Legends ရဲ့ပတ်စံထုတ်တဲ့နီလန်းတွေဒီမှာကျွန်တော်တို့တွေ Diamond ပေါ့နော်အဲ့ရတဲ့ပတ်စံနဲ့ Diamond ဝယ်ရဲ့နီလန်းတွေဘာသာကိုတီးလောက်ပြီးပဲဖြစ်ပါလေ Okay တကယ်လို့နားမလည်ရရှိနေကျွန်တော်တိုက်ရိုက်လာမိထားလို့ရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗျအားလုံးဆုံးလို့ကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ